နာမနဲ့မင်္ဂလာပါဟုတ်ကဲ့ပါမထိုက်တန်တန်များလေဒီမှာရှိတဲ့ညီကောင်မောင်နှမတွေနဲ့စုံတွေ့ခွင့်ရတာဖျားရှင်ကျေးဇူးတော်တည်တံ့ဖြစ်ပါတယ်နောက်ပြီးတော့ဒီနေ့မှလည်းလာရောက်ပါဝင်ခွင့်ရတာအရင်ကဝမ်းသာပါတယ်ညီကောင်မောင်နှမတွေနဲ့စုံတွေ့ခွင့်ရတာအရင်ကဝမ်းမြောက်ပါတယ်ဒီထဲမှာလူကုန်များတဲ့တန်ခါးတွေအများတွေ့ရတဲ့အတွက်ပို့ပြီးတော့ကျေးဇူးတော်ကိုချီးမွမ်းပါတယ် Thank you Jesus အဲ့တော့တယောက်တည်းချီးမွမ်းနေတာထပ်စားလို့ရှိရင်အောက်မှာရှိတဲ့ယုံကြည်သူညီကောင်မောင်နှမတွေနဲ့အတူတူချီးမွမ်းကြပါရယ်ရတဲ့သချင်းလေးတွေဓမ္မဒီလေးတွေပါမယ်လို့ထင်ပါတယ်ဒီထဲမှာမယုံကြည်သူညီကောင်မောင်နှမတွေပါခဲ့မယ်ဆိုလို့ရှိရင်လေသချင်းတစ်ချောင်းချင်းစီရဲ့စာသားလေးတွေနှလုံးသားတွေကခံစားပြီးတော့ခရစ်တော်ကိုလက်ခံကြည့်ပါနောက်ပြီးတော့ဆုတောင်းပေးကြပါရယ်သခင်ခရစ်တော်ဘုရားထံမှာစစ်မှန်တဲ့ငြိမ်သက်ခြင်းစစ်မှန်တဲ့ဝမ်းမြောက်ခြင်းစစ်မှန်တဲ့ကျမ်းမာခြင်းနဲ့အတူအသက်ရှင်တဲ့ဘုရားကိုလက်ဝဲရရှိကြပါစေလို့ဆုတောင်းပေးကြပါရယ်။နားဆိုတဲ့ဒီမှာတင်အပြည့်ပြရှင်လို့အကျေးကြီးကြပါရယ်။လက်ပေါ်လေးလိုက်ရေးပါလားရှင်။ကျူစီပါကြပါရယ်။
နောက်ထပ်တစ်ပုတ်အနေနဲ့အချိန်မနှောင်းခင်လေးဆိုတော့ဒီမှာတရားဖြစ်ဖျားရှင်ကိုတော့ထပ်မံပြီးချီးမွမ်းခြင်းပါတယ်အာယာပါယာပရိသတ်နဲ့အတူဘုံတော်ချီးမွမ်းသွားတဲ့ Irene စင်မာမြင့်ကျေးဇူးများကြီးတင်ပါတယ်။ရရှင်လမ်းပြပို့ဆောင်ဖို့ဆုတောင်းပေးပါတယ်။